ဥပိ္ပခာနဲ့တန်ဖိုးတင်အကောင်းဆုံးနေလှုပ်ပေးခဲ့တာတော့မှကိုအကောင်းမမြင်တဲ့သူကိုဥပိ္ပခာဆိုတဲ့ရတာပေးခဲ့လိုက်ပါကိုလာဘယ်သူမှကောင်းမမလွဲအောင်အစွမ်းကုန်ကောင်းခဲ့တာကိုတန်ဖိုးမထားဘူးဆိုရင်တော့ဝမ်းနဲ့နေမဲ့အစားမေးပြောင်းနိုင်အောင်ကြိုးစားပါကိုလာသူ့အပေါ်အကောင်းဆုံးနားလည်ပေးပြီးတန်ဖိုးထားခဲ့တာတော့မှတန်ဖိုးမထားတဲ့ဘူးဆိုရင်ဖက်တွေမနေသင့်ပါတခါတလေမှာကိုကဘလောက်ပဲကောင်းတာတွေပေးပြီးတန်ဖိုးသိသူနဲ့သာတန်ဖိုးမြင်မလာတာမျိုးပါတခါတလေကြတော့လေတဒေါင်းစားဆိုတာနန်းတော်မှာမပြောတတ်သလိုဝက်မီးဆိုတာကလည်းမရအောင်ဖြောင်းနေလို့ရတဲ့နေရာမျိုးမဟုတ်ဘူးလေတင်အကောင်းဆုံးအတက်နိုင်ဆုံးတန်ဖိုးထားပြီးနားလည်မှုတွေပေးနေပါတဲ့နဲ့တန်ဖိုးမထားသူကိုဥပိ္ပခာပြုတ်နိုင်အောင်ကြိုးစားပါအကယ်၍ပြတ်သားနိုင်ခဲ့ဘူးဆိုရင်တော့သိကြပါတယ်တင့်ရဲ့တန်ဖိုးလည်းအလကားဖြစ်သွားနိုင်သလိုနာကျင်မှုကလည်းအစမတန်ပါပဲမွေးရေးသားသူအားလေးစားစွာဖြင့် credit ပေးပါတယ်